ဒီမှာနော်ကျွန်တော်တပတ်စာ free ပေးတာကျွန်တော်ဆိုလိုချင်တာကတပတ်စာ free ပေးတဲ့အားတွေဒီကျွန်တော်ကတန်းကရန်ပေးတာမဟုတ်ဘူးမူဆိုင်တဲ့တကွာကိုကျွန်တော်ချပြပေးမှာဖြစ်ပါတယ်နော်ကျွန်တော်ပေးရတယ်6လုံးပဲ6လုံးပဲဘာဖြစ်လို့ပေးရတယ်ကျွန်တော်ပြပေးမယ်ခွန်လေးဆိုတဲ့ကဏ္ဍကဒဲထွက်ရင်နဲ့နောက်တစ်ပတ်မှာကိုးဒီမပြောက်တတ်ပြီလားပို့လိုက်တယ်နော်ခွန်လေးတဲထွက်တယ်ကိုးထွက်တယ်ခွန်လေးတဲထွက်တယ်ကိုးထွက်တယ်အခုကိုးနော်ခွန်လေးတဲထွက်တယ်ကိုးထွက်တယ်ခွန်လေးတဲထွက်တယ်နောက်တစ်ပတ်မှာကိုးထွက်တယ်နော်ခွန်လေးတဲထွက်တယ်ကိုးထွက်တယ်ခွန်လေးတဲထွက်တယ်ကိုးထွက်တယ်အဲ့လိုပဲဆက်သွားလိုက်ဒီမှာနော်ကလနာရှိတဲ့လူတွေဆိုဆက်ပြရတယ်ကျွန်တော်ရှေ့မှာရှေ့သားရှိအောင်ပေါ့နော်ကျွန်တော်ပြတော့ဒီမှာခွန်လေးတဲထွက်နောက်ဆုံးရင်ထိုးတဲ့ခွန်လေးမကူးလိုက်ဘူးလားလိုက်နော်အဲ့ဒါလုံးပိုင်းဒီနှစ်ပရိတ်ကဘယ်လိုလိုက်လဲဆိုရင်တောက်ကြညနေမှာတက်ထိတ်ထွက်ရင်လည်းဒီနှစ်ပရိတ်ကြီးအော်တိုလိုက်ပါတယ်နောက်တော့နှစ်ပရိတ်လိုက်တယ်နော်အဲ့လိုပဲဆက်သွားလိုက်မယ်နော်တက်ထိတ်ထွက်တယ်ဒီနှစ်ပရိတ်လိုက်တော့ဒီပရိတ်နော်ပရိတ်နှလုံးထွက်ရမှာမပြောဘူးနော်ပရိတ်ကတစ်မျိုးထွက်ရပြီ4ရက်2ရက်တည်းတစ်မျိုးထွက်ရပြီနော်တက်ထိတ်ထွက်တယ်ဒီနှစ်ပရိတ်လိုက်လာမလားဒီပရိတ်လိုက်တက်ထိတ်ထွက်တယ်ဒီနှစ်ပရိတ်လိုက်လာမလားကြည့်တာနှစ်ပရိတ်ထွက်တယ်နော်မတက်ထိတ်ထွက်တယ်ဒီနှစ်ပရိတ်လိုက်လာမလားဒီပရိတ်ထွက်တယ်နော်တက်ထိတ်ထွက်တယ်နောက်တစ်ပတ်မှာဒီနှစ်ပရိတ်လိုက်လာမလားနှစ်ပရိတ်ထွက်တယ်နော်ဒီမှာတက်ထိတ်ထွက်တယ်ဒီနှစ်ပရိတ်လိုက်လာမလားလိုက်တယ်ဒီမှာတက်ထိတ်ထွက်တယ်ဒီနှစ်ပရိတ်လိုက်လာမလားလိုက်တယ်နော်ဒီမှာတစ်ထိတ်ထွက်တယ်၄နှစ်ပရိတ်ဒီလိုက်လာမလိုက်ဘူးလားဒီမှာနှစ်ပရိတ်ဒီလိုက်တယ်နော်ဒီမှာတစ်ထိတ်ထွက်ပြန်ပြီ၄နှစ်ပရိတ်ဒီလာပါလိမ့်မယ်နော်ကဲနောက်ဆိုဒါပြီးရင်ကျွန်တော်တို့အခွေလိုင်းသွားမှာပေါ့အခွေလိုင်းကအော်ဒီစာရုံးမှာပဲเนาะဆုံးတော့ဒီစာရုံးမှာပဲအခွေလိုင်းကတော့အခွေလိုင်းဒီစာရုံးမှာပဲဆိုရင်တောင်းချာနေမှာခါလေတူပြီဆိုရင်တဲ့တောင်းချာနေကောင်ကနန်း3လုံး4လုံးလုံးခွေတဲ့တူတဲ့ကနန်း3လုံးခွေပေါ့နော်3လုံးခွေပြီးတော့တူတဲ့ကနန်းရဲ့ပါဝါကိုခေါ်ပါတဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြမယ်နေ့ရ8ရက်9ရက်တူတယ်အဲ့ဒါဆိုတူတဲ့ကနန်းရဲ့ပါဝါပါလား3နေ့8 9 3ခွေတဲ့ဒီမှာ3ရှင်းမထွက်ဘူးလားကူကရန်ရမယ်နော်ဒီမှာရှင်းနေအောင်မထွက်ဘူးလားထွက်တယ်နော်အဲ့လိုတွေကျွန်တော်စစ်သွားလိုက်မယ်ဆိုရင်ဒီမှာလည်းအဲ့လိုပဲနှစ်တူတယ်နှစ်တူတော့နှစ်ပါဝါခွန်ဒီမှာခွန်ပါပြီးတာဒီမှာကျန်တာရှစ်တုံးကနှစ်ခွန်ရှစ်ပဲစုတော့မယ်တဲ့နှစ်ခွန်ရှစ်တူတာပါထွက်တယ်ဟမ်အဲ့ဒီမှာမတူတဲ့ကနောင်ပါဝါထွက်ခေါ်ရမယ်တဲ့သုံးမထုတ်ဘူးထွက်ပြီးတယ်နှစ်3ရောသူထွက်ပြီးတာထွက်ပြီးတယ်အဲ့လိုသဘောတရားတွေရှိတယ်ဒီမှာစုံချက်ဒီပါဝါထပ်ခေါ်လို့မရရင်မတူတဲ့ကဏ္ဍကိုပါဝါခေါ်ပေးရပါမယ်နော်သူ့ရဲ့ပုံတင်ကြီးอ่ะအဲ့လိုပေါ့နော်သူ့ရဲ့ formula အဲ့လိုကဲဒီမှာလည်းဒီတိုင်းပဲနော်ဒီမှာ8ကြီးပဲတူတယ်9 8တော့ဒါဆိုမတူတာပါရှိတယ်ဒီမှာ9သလုံးကြီးတော့4 9 8 3 4နောက်တစ်ပတ်ကြည့်ရအောင်ပါဒီမှာ9 8 3 4မှာ3 8ထွက်တယ်အဲ့လိုမျိုးเนาะအဲ့လိုမျိုးယူတယ်ဒီမှာတရင်နာရှိစစ်ကြည့်ပေါ့နော်တောက်ချကျွန်တော်စစ်လာတာပြတ်ပြတ်လုံးအောင်မရှိပါဘူးအဲ့လိုစစ်လာတဲ့အခါကျရင်ဒီမှာနောက်ဆုံးပါပါဘူးလေကျွန်တော်ဒီမှာပုံရ1ရက်2ရက်ပြီးတော့မတူတဲ့ကဏ္ဍ1ဟိုမှာ1ရက်2ရက်ဒီမှာလည်းပါဝါတစ်စုံပြင်းတော့9နဲ့1ကပဲမတူတာဆို1ကိုပဲပါဝါခေါ်တယ်တော့1နဲ့6လို့နော်1နဲ့6ခုနဲ့မတူဘူးလားတူပါတယ်နော်ဟုတ်ပြီဒီပေတံကဘယ်လိုဖြစ်လာလဲကျွန်တော်ပြတယ်နော်
တပတ်တာမှာတဲ့တပတ်တာရဲ့နေကုန်မှာတဲ့power break ထွက်ခဲ့မယ်ဆိုရင်တဲ့ဒီပေးတာနေလိုက်ပါတယ်6.8 3.3 အကပ်ပေးတာနေလိုက်ပါတယ်ဥပမာဒီမှာကြည့်ဒီမှာနှစ်ခါအောင်ကြတယ်နော် power break 4 break 4 break 5 break 3 break ကြတယ်အဲဒါဆို6.8 3.3 ပေးတာနေလိုက်လာ6ကျဲတယ်ဒီမှာလည်းအဲ့တိုင်းပဲ power break ကြီးကြတယ်6.8 3.3 ကပ်ပေးတာလို့3.6ဆိုတော့ကြာတယ်အဲ့လိုပဲဆက်သွားလိုက်နော်ဒီကောင်ကအပင်လေးရှိလုံးလုံးကိုကျွန်တော်မဆက်ပြတော့ဘူးအနောက်နည်းနည်းပါပဲဒီလောက်ဒီပင်နောက်ကနေဆက်ပြမှာနော်9 break 3 break 6.8 3.3 အကပ်ပေးတာနေလိုက်လာနော်6.8 3.3ဒီမှာ7 ထွက်တယ်ဒီမှာ power break ထွက်တယ်နောက်တစ်ပတ်မှာ3ရက်ပဲဖွင့်လာတော့ပါလိုက်တယ်6.8 3.3မှာ3ဖွင့်လိုက်ဒီမှာ power break ထွက်တယ်နောက်တစ်ပတ်မှာပါထွက်တယ်6.8 3.3မှာ6ပုံမှာ power break ထွက်တယ်နောက်တစ်ပတ်မှာကြည့်တယ်6.8 3.3မှာ1 6ထွက်တယ်ဒီမှာ power break ဖြစ်တယ်နော်3 break 8 break power break ဖြစ်တဲ့အခါကျရင်နောက်တစ်ပတ်မှာကြည့်ရတယ်1 6ထွက်တယ်4 break 2 break power break ဖြစ်တယ်နောက်တစ်ပတ်မှာကြည့်ရတယ်6.8 3.3မှာ8ပုံမှာဒီမှာ power break ဖြစ်တယ်4 break 9 break 6.8 3.3ပြည်တာကြီးလိုက်လာမလိုက်လားခွန်3ညဆိုတော့ဖတ်တယ်နော်ဒီမှာ power break ဖြစ်တယ်6.8 3.3ပြည်တာကြီးထွက်လာမထုတ်လား6နှစ်ဆိုပြောတယ်နော်ဟုတ်ပြီနော်ကြည့်ဒီမှာ power break ဖြစ်တယ်6.8 3.3ပြည်တာကြီးလိုက်ကိုလိုက်ရပါမယ်နော်